ကျမတို့နိုင်ငံဟာတိုင်းပြည်ကချမ်းသာတယ်သို့တော့ပြည်သူလူထုအများစုကဆင်းရဲတယ်ဗဒများထွက်တာကိုကြောက်စိမ့်ထွက်တာကိုကျွန်းတစ်ထွက်တာကိုဓာတ်ငွေထွက်တာကိုတစ်ပင်တွေပေါက်တာကိုဘာကြောင့်လဲလို့ပြောလိုက်မယ်အများစုဆင်းရဲနွမ်းပါပြီးတော့မှဒုက္ခရောက်နေခြင်းသည်တဲ့တိုင်းပြည်မှာရှိနေတဲ့လူတစုကတိုင်းပြည်ရဲ့သဘာဝပြန်စားတများနဲ့ဘိုးဘွားအမွေနှင့်များကိုချဲလှယ်ပြီးလူဘာဝနေလို့တော့စုပြောမௌတာမမှန်တာမတရားတာလာမလုံးနဲ့တလောကလုံးနဲ့တယောက်ချင်းနဲ့ရင်ဆိုင်သွားမယ်ဆိုတဲ့စောက်ချိုးမျိုးတရွာလုံးငတ်နေတဲ့အချိန်မှာငါ့ကိုပေးတဲ့မို့ငါတယောက်တည်းမစားဘူးဆိုပြီးတော့ဝေငှစားတဲ့စိတ်မျိုးမင်းလို3နှစ်4နှစ်ကလေးလေးရင်ထဲမှာရှိနေအောင်နှလုံးသားထဲမှာခံစားချက်တွေချမ်းသာကြွယ်ဝနေအောင်မင်းတို့အစိုးရနဲ့မင်းတို့ဆီယာမတွေနဲ့မင်းတို့လူဖွဲ့စည်းနဲ့မင်းတို့အဖေတွေမေတွေကဘယ်လိုများပြောထောင်ထားတာလဲကောင်လေးရဒါပဲတန်လျာသီးလေးနဲ့ဟိုနဲ့ရစားလေးနဲ့မတင်ပေးထားတယ်နော်ထူးဆန်းတဲ့တာချီလေးမျိုးတခါမှကျွန်တော်မတွေ့ဘူးပါဘူးဗမာပြည်မှာဒါမျိုးတွေ့တာ2ပွဲလောက်တွေ့ဘူးတယ်ဗျဟိုတလောကဗမာလည်းမသိဘူးရှမ်းပြည်တောင်ပိုင်းမြပင်းတရလားဘာလားမသိဘူးပေါ့နော်ထူးထူးဆန်းဆန်းပေါ့အခုတာချီလေးမှာဒီမှာတန်လျာသီးနဲ့ရစားနဲ့ချပေးတဲ့အတွက်ကျွန်တော်တို့အားရပါရပြောဆိုတဲ့သဘောပါပဲနော်ကောင်းလိုက်တာကျွန်တော်ညီလေးညီမင်းညိုဒေါက်တာညီပေါက်စာရေးဆရာပြသလိုက်တာလို့အောက်ကကြည်ရင်တက်လန့်နေနော်စာရေးဆရာဆိုတာဘဝအတွေ့အကြုံစုံအောင်မှာပေါ့သူ့ဘဝအတွေ့အကြုံတွေပြောလိုက်တာမကောင်းတဲ့မိန်းမတွေနဲ့တွေ့တာတွေရောဘာတွေရောအကာအကွယ်ပစ္စည်းတွေဆောင်းတာမဆောင်းတာတွေရောနော်ဈေးနှုန်းတွေရောတကယ်ဘဝတွေကိုရင်းနှီးလိုက်နေတာထားတာပဲတော်လိုက်တာလို့ဝါဒနာပါလို့ဟုတ်ပုံမရဘူးဘဝတွေကိုစာနာတဲ့သဘောပေါ့နော်ညီမင်းညိုနော်ကောင်းလိုက်တာနော်အားရပါပြောသွားလိုက်တာအမတန်ကျေးဇူးတင်ရပါတယ်တာချီလိမ့်မျိုးကျွန်တော်တခါမှမရောက်ဘူးပါဘူးအရှိကနေပြီးတော့အခမ်းအနားမှုညီမလေးတွေကညီမလေးလားအန်တီလားမသိဘူးညီမတင်တယ်နော်အန်တီလားလို့ဟိုကြားဖြတ်ပြီးတော့ကြော်ညာပေးတာလေးတွေတွေ့တော့ကျွန်တော်ကနည်းနည်းလေးစိတ်အားငယ်သွားတယ်ကိုလည်းနည်းနည်းပါဝင်ခြင်းတယ်ဥပုံဓာတုကမန္တလေးမှာကင်မစီတင်တဲ့ဆရာဆိုတော့မကြခင်ကျွန်တော်တို့ဆယ်တန်းစာမိုးတွေစတော့မှာပေါ့နော်အဲ့တော့ကင်မစီသူတင်ပေးမယ်ဆိုတော့ကောင်းတာပေါ့နော်ကျွမ်းကျင်တဲ့လူတွေက2ရက်3ရက်တင်လိုက်မယ်ဆိုရင်ဒီကလေးကတောင်းတော်တယ်ဆိုရင်တော့ distinction တွေပါတွေထွက်သွားနိုင်တာပေါ့နော်နောက်ညီပေါက်ကလည်းသူကတရိတ်ဆန်မွေးမြူရေးနဲ့ဆေးကုသရေးတက္ကသိုလ်ကဆင်းတဲ့လူဆိုတော့ biology သူကျွမ်းတာပေါ့သူကလည်း2ရက်လောက်ကိုဆယ်တန်းကျောင်းသားလေးတွေ bio တင်ပေးမယ်ဆိုတော့ကျွန်တော်ကလည်းတက္ကသိုလ်မှာမြန်မာစာဆရာလုပ်လာတာကျွန်တော်26နှစ်ရှိပါပြီယခုလက်ရှိလည်းကျွန်တော်ကရန်ကုန်တက္ကသိုလ်ကမြန်မာစာဆရာပါကျွန်တော်ရောက်လေရအရင်မှာကလေးလေးတွေစာသင်ပေးတဲ့အခါဟင်္ဒရာတက္ကသိုလ်ဘာညာသင်တဲ့အခါကျတော့ဂုဏ်ထူးထွက်တာအများကြီးဆိုတော့ကျွန်တော်ကအချိန်ရရင်ပေါ့ဗျာမြန်မာစာတွေပါသင်နေတာသို့တော်လည်းနှစ်ဖန်ကြကျွန်တော်မိုင်းဆက်သွားရမယ်ပြီးတော့အခုလေးတွေဖုံးလာတယ်မြန်ပြန်လာခဲ့တဲ့ကျွန်တော်ရဲ့ချစ်သူဇနီးကျော်ကနာမည်တော့မပြောချင်တော့ဘူးအားလုံးသိနေလို့အေးတင်းချိုဆွေးနော်မြန်ပြန်လာခဲ့ဆိုတော့ကျွန်တော်မှပြန်မှာဆိုတဲ့အတွက်ပေါ့ကျွန်တော်တင်ញလိုက်တာသိလားနော်တာချီတိတ်ကသမီးလေးတွေသားလေးတွေလားဘာသာစုံဂုံလူထွက်ပြီးတော့မှရန်ကုန်မြို့ကဟိုကောင်လေးကျောင်းနေလို့ပေါ့ဟင်6ဘာသာဂုံလူထွက်တာလူ60တဲ့လာတာတစ်ကအော်ဒီထွက်တာလူ60ကျော်တယ်နော်သမီးတို့ရန်ကုန်မြို့မှာတက်နိုင်တဲ့ကောင်လေးချနေလိုက်ကြတာနေသူနေသားလေးတွေကတော့ဖတ်တီနဲ့ဒေါက်တာဒေါ်မြင့်မြင့်ခင်ဆိုတဲ့ဆရာမကြီးကစာရေးတယ်ပြည်သူခေတ်ထဲမှာရေးတယ်ပတ်စံတက်နိုင်တဲ့လူတွေကအမှတ်များရပြီးတော့တက္ကသိုလ်ကောင်းတက်ပြီးတော့မရှိနွမ်းမားတဲ့ကလေးတွေကလမ်းကြိုလမ်းကြားရောက်သွားတဲ့ပညာရေးကိုကျမတို့လုံးဝမထောက်ခံဘူးတဲ့ဒေါက်တာဒေါ်မြင့်မြင့်ခင်ကျွန်တော်ပြောတာမဟုတ်ဘူးဒေါက်တာဒေါ်မြင့်မြင့်ခင်ပြောတာပြည်သူခေတ်မှာကျွန်တော်တကယ်ပြောကျွန်တော်ကျောင်းဆရာတယောက်ပါကျွန်တော်မကြိုက်ဘူးကျွန်တော်အစင်ပြေတဲ့လူကချမ်းသာတဲ့ကောင်ကဆေးကြောင်းသွားတဲ့မင်းအဖေကငတ်နေတာမင်းအမေကငတ်နေတာမတက်နဲ့ဆိုတဲ့မူမျိုးနဲ့သွားတဲ့ပညာရေးစနစ်မျိုးကိုကျွန်တော်လည်းမထောက်ခံပါဘူးလို့ဒေါ်မြင့်မြင့်ခင်စကားအတိုင်းကျွန်တော်ပြောချင်တယ်ဒေါ်မြင့်ခင်စကားအတိုင်းကျွန်တော်ပြောမှာမဟုတ်ဘူးနော်သင်ပေးချင်လိုက်တာနတ်ဖန်ကြရင်ကိုညီပေါက်ရဲ့ကျွန်တော်ရဲ့နော်ဥဖုံးဓာတုရဲ့3ယောက်ပြိုင်ပေးလိုက်ရင်တော့ကျွန်တော်ထင်တယ်4နာရီသင်ရင် decision ထွက်တယ်ကျွန်တော်ကရင့်နေပြီစာသင်လာတာတိုးတော်လေးပဲခုနပြောတဲ့အတိုင်းပါပဲကျွန်တော်ချစ်စနီးအေးတင်ချိုဆိုရနော်ပြန်လာပါဆိုတော့ကြောင့်ကျွန်တော်နတ်ဖန်မိုင်းဆက်ကူပြီးတပတ်ခါပြန်မှာပါဖိတ်တော့ကမှာကျွန်တော်တို့စကိုင်းတိုင်းဗမောက်မြို့ဆရာချီဦးညိုအပါဝင်ညီမင်းညိုနဲ့ကျွန်တော်9ပွဲဇက်တိုက်ဆိုတော့ဗမောက်နော်ကတာနဘာအင်းတော်ကြီးအဲ့မှာကျွန်တော်တို့မှွေရမယ်လူတွေပေါ့အခုတော့တာချီလေးမြို့ကိုဆက်မြဲရောက်လာပါတယ်ရှမ်းပြည်နဲ့ကျွန်တော်နဲ့မစိမ့်တော်လဲပဲဒီနေရာနဲ့စိမ့်နေတယ်ရန်ကုန်ကဲ့သို့မှာကျောင်းဆရာဘွားလို့တော့ထိုင်းတင်တန်းတက်တော့
ဟိုဘက်နာခုနမဲဆိုင်တရားလေးတွေ့တော့တတိရတယ်ကျွန်တော်တို့ထိုင်းကကြီးခါဝေးတွေကျွန်တော်ကသင်ခဲ့ရဘူးတယ်ဖော်စန်ဖာရိုဘောပိုင်မိုင်းတို့ဒေါ်ချာဒါတို့ဆက်ဆက်ဆိုးတို့ဆာဝရီခါတို့ဆာဝရီခါတို့ကျွန်တော်ဆာဝရီခါကိုမကြိုက်ဘူးဆာဝရီခါအဲ့ဒါကြိုက်တာကျွန်တော်ကနော်မိမတန်လေးကိုကြိုက်တာတတိယလိုက်တာလို့ရှမ်းပြည်ကိုတောင်ကောမြောက်ကောသွားတာတောင်ကြီးမြို့မှာအခါအခောက်အောင်မန်းနဲ့ကလောကိုခြေရချင်းတွေထက်လို့ဟိုတလောလေးလေးပြန်လာတာပင်းတရကဟိုတလောလေးကပြန်လာတာရွာငံကရှမ်းပြည်တောင်ပိုင်းတစ်ခွင်ကျွန်တော်နှံ့တယ်မြောက်ပိုင်းကတော့ပြောမနေနဲ့တော့မြေမြို့ပြီးတာလဲလာရှိုတီဘောမူဆယ်တက်ပြီဒီဘက်အရှိပြားလေးကိုကွက်ပြီးကျန်းနေတော့တာရှိလေးကဖိတ်တယ်ဆိုတော့လိုက်သွားအောင်ပါပဲလေအထင်ကတော့နည်းနည်းသေးမိတယ်တရင်ကြားလေးနဲ့တာရှိလေးဆိုတာစီးပွားရေးမြို့ဒါကျွန်တော်ကြားဘူးတယ်ထိုင်းနဲ့ကတ်နေတယ်စားရီပေးတယ်ချစ်မလို့ရှိမှမထင်ပါဘူးအလကားပါပတ်စံရှာမဲ့မြို့ပါဘာညာပေါ့စိတ်ကူးလေးကကိုတွင်းမိတာနော်ရောက်လာတော့မှအံ့အားသင့်လို့လေစိတ်ကဆင်းတဲ့ကရိုးရဒလေးအမွေနှစ်တွေနဲ့ဘိုးကျောင်းဆံပုံတွေနဲ့အမလေးဘိုးကျောင်းဆံပုံတွေနဲ့ကျွန်တော်စိတ်ထဲမထင်ဘူးနော်အကိုစိတ်မဆိုးနဲ့ကျွန်တော်ဘုံမလေးဘုံသမားကျွန်တော်ချစ်တယ်ဘိုးရင်မုန်းနဲ့ကျွန်တော်ပေါ်တင်ပြောတယ်ကျွန်တော်အယိုးကံတာမှာပလိပလာဗမာတွေကိုကျွန်တော်မကြိုက်ဘူးကျွန်တော်အခါစိတ်ရှိတဲ့ကောင်အခါလိုဝင်းကျွန်တော်ဟာဒီလိုကောင်းလားဟုတ်တယ်စိတ်ဆိုးရင်ဆိုကျွန်တော်မထင်ဘူးလေငွေရှာတဲ့မြို့ထင်တော့ဘိုးကျောင်းဆန်းနေပါလေစိတ်ဝင်စားမယ်မထင်ပါဘူးဒါထင်ခဲ့တာဒီကောင်ငနွားကြီးကအမိုက်သမားကြီးကမှားခဲ့တာလေစိတ်ကဆင်းမှာဘွားဆိုရှမ်းဦးစီတွေနဲ့ဘိုးချုပ်ပုံတွေနဲ့ဟာဒီမြို့မှာဒီလိုလူတွေရှိနေတာအံ့ဩလို့ကြိုဆိုအခမ်းတဲ့အခါကျတော့ကိုဆိုင်ဝနာထွန်းတို့ကလေကျွန်တော်တို့ကိုဇွတ်တရွတ်ကြီးဆိုသလိုပဲဗျာဘာမှမသိတဲ့ပလင်းတွေချပြီးတော့နော်ထမင်းနေနဲ့အခမ်းညဘတ်ငွေတွေလက်ဆောင်ပေးလူကပေးကျွန်တော်မှဘတ်အထောင်တန်လေးအိတ်ထဲရောက်လာမမြင်ဘူးကျွန်တော်ဟာဒါပါပတ်စံလေးလဲဆိုထိုက်ပတ်စံလေးပေါ့ကောင်းလိုက်တာဘတ်တစ်ထောင်တန်အကုန်ပေးတယ်ကျွန်တော်ဒါဘတ်900ဘတ်200ဘတ်100အကျွေးစီလေးတွေပါသေးတယ်ဒါတမတ်စီဒါငါးမိုးစီဒါတကြက်စီစသည်ပေါ့အဲ့ဩစီကကောင်းတာအားလုံးသောအစီတွေရောအားလုံးသောအရွက်တွေရောမှာထိုင်းဘရင်မြင့်မြတ်တဲ့ပုံတွေပါလို့လူလိုတန်ဖိုးထားတဲ့နိုင်ငံကျုပ်တို့ကဘိုးကျောင်းကိုစံပင်နေရရှာမှမသိဘူးဖြစ်နေတာအကုန်လုံးသဘောကျလို့ထိုင်းပတ်စံလေးသဘောကျလို့ဘုံမီဘောကြီးကျွန်တော်ရောက်ခမကြီးပေါ့မလေးလာသေးတယ်တီတီလုံးနဲ့ကျွန်တော်လည်းဘာမှမဆိုင်ဘူးနော်ကောင်းလိုက်တယ်ပဲလို့ကျွန်တော်တို့လာရှို့ရောက်တော့လေမူဆယ်တက်တော့လေမူဆယ်မြို့ကတရုတ်ပတ်စံတွေသုံးတာအကုန်လုံးဘသူပုံနေလဲမော်စီတုံးပုံနေကြီးပဲရွှမ်းနေလေအကုန်မော်စီတုံးပုံအားတင်လို့ပတ်စံမှန်တယ်များမော်စီတုံးပုံပါတယ်နော်ဒီမှာလည်းပတ်စံမှန်တယ်များထိုင်းဘရင်ပုံဒါကိုတော့လာတာရှိလေးကလူငယ်လေးတွေမမေ့ဘူးလို့အင်ကြီးစွတ်ကြလေးတွေမှာအကုန်လုံးဗိုလ်ချုပ်တစ်စိတ်ကလေးတွေနဲ့အခမ်းအနားကိုကြည့်တော့ပို့ပြီးလန့်သွားတာပေါ့ပြင်ဆင်ထားတာတော့ကြမယ်ထင်နေတာပြိုးပြောင်းပေါင်းလုံးနေနဲ့ဘလောက်အိမ်နေရလဲဘာအယုံမှာရှုပ်ရှက်မပါဟင်ဘာမှပလိပလာတွေကလိကမာတွေမပါအနီနောက်ခံမှာအဖြူလေးတွေဖောက်လို့ချီဦးညိုထင်းနေတာပဲမောင်းသားရှိုးတတက်ကလေးနဲ့ဗကြိုက်လေးနဲ့ချစ်စရာလေးထင်းနေတာပဲညီမင်းညိုသပင်ဖားလာကြီးနဲ့ပေါ့နော်သပင်ဖားလာကြီးနဲ့ပေါ့မြမရိုးရာရင်ကျေးမှုတွေကိုထိမ့်သိမ့်ဖို့ဆိုပြီးတော့မှသပင်ကြီးဖားလာကြီးကိုမကနဲ့နော်ပြောတယ်ကျွန်တော်ညီလေးနော်ပြောထားလိုက်တာအဲ့တော့ကြက်သေးရှိလိုက်တာအခမ်းအနားလေးအလုံးကောင်းလိုက်တာမှပန်းပွင့်လေးတွေပါလေးရိုင်းစနေမရှိဘူးနော်ဒီပေါ်လည်းမတင်ထားဘူးရှင်းလိုက်လို့ကောင်းလိုက်တာလို့အခမ်းအနားမှုလေးတွေညီတို့ဘာတိုင်းသူတယ်လားမသိဘူးအေးအတန်ကောင်းလိုက်တာဟိုတလောလေးရရန်ကုန်မှာပွဲလို့တော့ဓမ္မစီဒီစီယာတော်ဥက္ကောတလာကိုကျော်သူတို့ဘေးထဲမှာလောက်တာအခမ်းအနားမှုက2ယောက်ပဲဘသူတွေရွေးထားတယ်ထင်လေမေတင်စာဦးနဲ့စိုးမိုးကြီးအခုကြည့်တော့ညီတို့ကဒီအဲ့သူတို့2ယောက်နီးပဲလှတယ်နော်ညီတို့ကအမှန်ပြောတာဟုတ်နေဟိုဘက်ကညီမလေးဆိုအဲခွင်းကြီးကြနေမထော်ထားကြီးနော်အေးနော်အစိုးအဲခွင်းကြီးလို့မမိမ့်ကြက်တည်ရှိလိုက်တာအတန်တွေလည်းကောင်းလိုက်တာနော်အမတန်ကြက်တည်မင်္ဂလာရှိသောတာချီလိတ်မြို့မှာညီကို3ယောက်လာဟောရတာကျွန်တော်အမတန်ဝမ်းသာပါတယ်အထူးသဖြင့်ရှေ့ကညီမင်းညိုပြောသလိုပဲပို့ဒီပွဲဖြစ်မြောက်အောင်ကမ္မကထလုပ်တဲ့မြစ်စီမလူမှုရေးကွန်ကြီးအသင်းကပရဟိတစိတ်ရှိသောလူငယ်များနောက်ရှင်းသုံးမှာထိုင်းနေတဲ့ကျွန်တော်တို့ယတနာကုမ္ပဏီပေါ့တတ်ထုတူဖို့ရေးကုမ္ပဏီကကျွန်တော်တို့ကိုဆိုင်နော်ညီတော်ရှိမယ်ထင်ပါတယ်ကိုဆိုင်နော်
ပြီးတော့ကြွရောက်ပြီးအားပေးကြတဲ့ဗုဒ္ဓဘာသာတန်ဃာတော်ဖရာတို့တွေရောကြွရောက်ကြတဲ့အခါတွေလာဟုတွေရှမ်းတွေနော်ဗမာတွေကျွန်တော်ညီကောင်မများအားလုံးဒီရှင်ကစပြီးတော့စိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလို့ရောက်ရှိလာတဲ့ညီကို၃ယောက်ရဲ့ကိုစားကျွန်တော်ကဆုတောင်းပါတယ်နော်အားလုံးဆုတောင်းပါတယ်နော်ကျွန်တော်တို့အခွေတွေကလည်းဗမာပြည်အနှံ့ပြန့်နေတဲ့ခါကြတော့ဘာပြောမှမသိဘူးအဲ့တော့ထက်နေလဲခွန်းလွတ်ပါကျွန်တော်မြို့တိုင်းရွာတိုင်းမှာဒီနေ့ထဲမှာကျွန်တော်ဓာတ်ကြနေတဲ့ခေါင်းစဉ်ပေးလိုက်တယ်ဆင်းရဲခြင်းလွတ်ကင်းအောင်ကျွန်တော်ခေါင်းစဉ်ကနော်တခြင်းလည်းရှိပြီးသားကျွန်တော်ခေါင်းစဉ်ကဆင်းရဲခြင်းလွတ်ကင်းအောင်လို့ပေးလိုက်တဲ့အခါကျတော့အောက်ကပေးသက်ကမေးနိုင်တာပေါ့ဆရာဥဒ္ဒချုဆရာခေါင်းစဉ်ကြီးကဆင်းရဲခြင်းလွတ်ကင်းအောင်လို့ပေးထားတဲ့အခါကျတော့ကျွန်တော်တို့ကျမတို့ကဆင်းရဲနေလို့လားလို့မေးမဲ့လူတွေပါလာနေတာပေါ့အစင်ပြေသူတွေကကျွန်တော်ကတော့ဗမာပြည်အများစုဟာဆင်းရဲကြတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်အပါဝင်ညီမညို့အပါဝင်ဘာကြောင့်လဲဆိုတော့တကယ်တထေးတွေနဲ့ကျွန်တော်တွေ့ဘူးလို့ကြံခဲ့တဲ့၄၅၆လတော့ငပလီကန်းကြီးကဖိတ်လို့ငပလီကန်းကြီးရောက်သွားရစင်းကူတထေးတယောက်နဲ့တွေ့တထေးကနာယီချွတ်ထားကျွန်တော်ကအလိုက်ကန်းဆိုမသိသူ့နာယီကိုကောက်ပြီးတော့ဖွက်ထားဒီရွယ်ကြီးနဲ့စတာရေတွေကတက်လာတဲ့အခါကျတော့သူ့ရဲ့နာယီကိုသူကတဲတဲမဲမဲလိုက်ရှာတဲ့အခါကျတော့ကျွန်တော်မေးရတယ်အကိုလို့အကိုနာယီကိုတရေမရဲစီးပြီးရှာနေတာဘယ်လောက်တန်လို့လဲဘယ်လောက်တန်လို့လဲလို့ကျွန်တော်အတိဆုံးနာယီကတော့ရုပ်ရှင်မင်းသားတို့အဆိုတော်တို့ပတ်တဲ့နာယီလေးတွေဗာလေးတွေတော့ဂျာနယ်တွေဗာဒီမှာပါတော့ကျွန်တော်လည်းပါသိတာပေါ့350လို့ကိုမပတ်နိုင်ဘူးနော်မှန်းလို့လည်းတက်တယ်69သိန်းလို့82သိန်းလို့ဒါမျိုးတွေပတ်တဲ့လူကရန်ကုန်မှာပွားနေတာ哦နော်ဆိုတော့ဒါမျိုးတော့ကျွန်တော်ထင်တာပေါ့အကိုနာယီကိုတက်တက်မဲမဲရှာနေပုံထောက်တော့အကိုနာယီကဘယ်လောက်တန်လို့လဲလို့လက်၅ချောင်းထောင်ပြတော့ကျွန်တော်က350ထင်လို့အကို90လားဆိုတော့ရီးနေတယ်နာယီကတစိတ်ကိုကြီးတော့မောင်စင်းပတိကုန်းကပြောတယ်ကိုသားချိုအဲ့ဒါတကယ်ရှင်းနာကြီးတယ် Rolex အစ်စ်နဲ့ Rolex အစ်စ်ကြီးနဲ့အကိုဘယ်လောက်တန်တာလဲဆိုဒီကောင်ကအကောင်းဆုံးဈေးညင်ဆုံးပဲကိုသားချိုတဲ့ခင်ဗျားပြောတာမှားနေတယ်90ဆိုတာနောက်က3ညတလုံးထပ်တိုးလိုက်တယ်ဖျားမောင်သားချိုနေတဲ့ရန်ကုန်မြို့ကတိုက်ခန်းလေးဟာသူ့နာယီတော့မတန်ဘူး300တဲ့ဟာအကို300ဆိုတော့တချို့မိသားစုပေါင်းဘဝပေါင်းများစွာကိုပြောင်းလဲပြစ်လို့ရနိုင်တာပေါ့ကိုညီမင်းညိုရှိကပြောသွားတယ်တနေ့3000ရဖို့လူငယ်လေးတွေမနေ့ရုံးကန်နေရတယ်ရန်ကုန်မြို့လှိုင်းသားရမှာရှိနေတဲ့အထက်ကျုပ်စိတ်ယုံလို့နော်အထက်ကျုပ်စိတ်ယုံလေနော်နေဦးသီးမုံလို့တဲ့စိတ်ယုံလို့ကောင်မလေးတွေဆန္ဒပြကြတယ်တောင်းဆိုတာကိုတရင်သာဖတ်ကြည့်တော့ကျွန်တော်ရည်ကျင်လို့သူတို့ရှုပ်ချတာမဟုတ်ဘူးတအားကြီးတောင်းဆိုတယ်ကျွန်တော်ကထင်တာသူတို့တောင်းဆိုတာကတဏှာကြီးကိုလောက်ခတရားပေးဖို့လေငကိုတော့ကသူတို့ကုမ္ပဏီကပေးထားတာ85ကျပ်တယ်ကျွန်တော်တွက်ကြည့်တော့ဟင်တဏှာကြီးကို85ကျပ်ဆိုတော့10နာရီလောက်တော့မှ950တနေ့လုံးလောက်ရမှာနော်ဝန်ထမ်းလေးတွေတောင်းဆိုတာတဏှာကြီးကို1000တောင်းဆိုတယ်ဆိုပြီး100တောင်းဆိုတယ်ဆိုတော့10နာရီကျမှ1000ရဖို့အတွက်နေဘူးထဲမှာတိုရေးလုံနေတာဟုတ်ဒီလိုဘဝတွေနဲ့ရှင်ကြည့်တဲ့အခါကျတော့ဩလို့ကျွန်တော်ကိုယ်တိုင်ပြင်ရင်တက္ကသိုလ်ကျောင်းဆရာလုပ်တာတသိန်းခွဲလောက်ရတာတနေ့မှခင်ဗျာ9000လောက်ရတာဒီဗျာကျွန်တော်အောက်မှာအများကြီးပဲခုနနာယီပတ်ထားတဲ့လူနဲ့ရှင်မယ်ဆိုရင်တော့ကျွန်တော်တို့ကစင်းသားပေါ့သူက300နာယီဆိုတော့အဲ့ဒါနဲ့ကျွန်တော်မေးရတယ်အကိုလို့တထေးတွေကဒီလိုနာယီမျိုးပတ်တယ်နော်ဆိုပတ်တာပေါ့တယ်ဗမာပြည်မှာဘယ်နှယောက်လောက်ပတ်လဲလို့ရှိပါတယ်တဲ့အယောက်2000 3000ပေါ့တယ်900 1000ပေါ့2000ပေါ့တယ်ပေါ်လောပတ်ကြတာ300နာယီကိုအန်ဩစရာပဲအကိုရေဆိုတဲ့ခါကျမှသူ့နာယီလေးကို तू ကလက်ကနေပတ်ဖို့ဆိုကျွန်တော်လက်ကယူပြီးတော့မှလက်ကိုကောက်တတ်တော့ဘတ်ဆိုညာဘက်ပတ်ထားတယ်ကျွန်တော်လည်းမနာယီပတ်ထားတာအောင်ကြည့်ဘဲဘဲညီမင်းညိုဘဲဘဲဆရာချီဦးညိုဘဲဘဲနေဝင်းမြင့်ခေါ်တော့လာတဲ့ဘဲဘဲပေါ့ဒီမှာထိုင်တဲ့အများစုစကားကိုကတ်တတ်တော့မပြောနဲ့အများစုပြောတာကျွန်တော်ကလူတရားမှာ90ကကျွန်တော်ဘယ်မှာပတ်ကြတာဟုတ်သူညာဘက်ကောက်ပတ်တော့ကျွန်တော်မေးရတယ်ကိုဘာဖြစ်လို့ညာမှာပတ်တာလဲမှတ်ထားတယ်ရန်ကုန်တို့မန္တလေးတို့မှာထိပ်သီးတထေးတဲ့ပါတဲ့ကောင်ကြီးအားလုံးဟာနာယီပတ်ချင်ညာမှာပတ်တယ်တဲ့အဲ့ဒါကိုကြည့်ုံနဲ့ဒီကောင်တထေးမှသိတာလေတဲ့တထေးရဲ့လက္ခဏာဒီနာယီညာမှာပတ်မယ်တဲ့ကျွန်တော်ကဘယ်မှာပတ်တော့တရောင်းစားပေါ့တရောင်းစားစစ်ပေါ့အဲ့ဒါပြောင်းပတ်မယ်ကြမ်းနေတာအဲ့ဒီတော့မှဖုံဖုံတပိတော့မသိလို့မေးရတယ်တထေးတွေကဘာဖြစ်လို့နာယီကိုညာဘက်မှာပတ်တာလဲလို့ဒါလေးပြလိုက်ခင်ဗျဘာဖြစ်လို့ညာဘက်ပတ်တာလဲလို့မေးတဲ့ခါကျတော့ခင်ဗျမသိမရှင်းမှတ်ထားတယ်တထေးနှစ်ယောက်တွေ့ရင်စာချုပ်စာတမ်းတွေလက်မှတ်ထိုးကြတယ်ဒေါ်လာသိန်းပေါင်းများစွာတန်းပေါင်းများစွာတန်သောစာချုပ်တွေထိုးတာတာမန်မဟုတ်ဘူးထိုးတဲ့အခါမှာတယောက်နာယီကိုတယောက်ကြည့်တယ်ဒီကောင်ဘယ်အစ်စ်ပတ်ထားတာလဲတထေးတွေကတယ်လီဖုန်းစိတ်ဝင်စားဘူးဟင်းဖုန်းတထေးများသည်မော်တော်ကားစိတ်ဝင်စားဘူးဟင်းဖုန်းတစ်လုံးရန်ကုန်မှာအခုတသိန်းဝက်2သိန်းနဲ့ရပြီနောက်ဆို9000လောက်ဖြစ်မဲ့ဟာယူဘယ်သူစိတ်ဝင်စားမှာလဲဟင်မော်တော်ကားလက်စီးကိုဒီမှာထိုင်းပါဆိုရင်သိန်း30သိန်း40ဆိုစီးလို့ရနေပြီရန်ကုန်မှာတာမန်ကားလေးတွေဆိုရင်100နဲ့ပါရနေပြီဆိုတော့တထေးစိတ်ဝင်စားဘူးကြတော့တနာရီ2နာရီ3နာရီ4နာရီအချိန်လေးသိဖို့တောင်မှဒီကောင်ဘလောက်တန်တဲ့နာရီ3သလဲတောင်စိတ်ဝင်စားလား
အဲ့ဒီမှာစာချုပ်ကိုလက်မှတ်ထိုးတဲ့အခါမှာလက်ကိုလှမ်းကြည့်တာတတိ2ယောက်ကလေအကုန်မေးရစေဦးတတိတွေလက်မှတ်ထိုးတော့စာချုပ်ဆန်ထိုးတဲ့အခါကျတော့တယောက်နာရီတယောက်အခက်ခက်တယ်ဆိုတော့သူတို့ထိုးနေတဲ့စာချုပ်ကဘာစာချုပ်လဲလို့ကျွန်တော်ခင်ဗျအားလိုက်တာလေတတိပါဆိုမှတော့အိမ်ပေါင်တာချုပ်မလားတဲ့တိုက်ခန်းပေါင်တာချုပ်မလားတဲ့မိမနဂတ်ပေါင်တာချုပ်မလားတဲ့နွားရောက်တာချုပ်မလားတဲ့ဟင်တိုက်ခန်းပေါင်တာချုပ်မလားတဲ့ဘလို့ဟာဒီစာချုပ်ချုပ်တာလေခင်ဗျားနားလေအောင်လွယ်တကူပြောလိုက်မယ်တဲ့ကျွန်းတော်ကြီးတွေတော်တော်လုံးအပြောင်ရှင်းတဲ့စာချုပ်မျိုးပေါ့ဗျာထိုးတာပေါ့တာဘာမှမသိဘူးကျွန်တော်ကအားတာဒီကောင်ကအားတာအသေးရပြောလို့ဟုတ်တယ်မလားတောင်ကြီးတွေတော်တော်လုံးဖြိုတာမျိုးပေါ့ဗျာထိုးတာတဲ့အဲ့လိုထိုးတဲ့အခါမှာအဲ့လက်ကနိုင်လှမ်းကြည့်တာတဲ့အကိုဓာတ်စုံတသေးဖြစ်ကြောင်းလိုအပ်တဲ့အချက်ကနိုင်ပေါ့လို့နှစ်ခုကြံသေးတယ်လက်ထဲမှာကင်ထားတဲ့ဘောပင်ကိုကြည့်တယ်ထိုးနေလက်မှာဘောပင်လက်ထဲမှာကင်ထားသောဘောပင်ကိုကြည့်တယ်ဘလောက်တန်တဲ့ဘောပင်နဲ့ထိုးနေတာလေဟာပြဿနာပဲဆရာဦးတာချိုရန်ကုန်မြို့မှာကျင်လည်နေတာနှစ်ပေါင်းများစွာတက္ကသိုလ်ဆရာဘဝနည်းနည်းပါးပါဘ ഹു တုတာရှိတာပေါ့ပတ်ကားဘောပင်ကျွန်တော်လည်းဝယ်တာပေါ့တာမန်ဘောပင်လေးတွေ3000 4000 5000လေးတွေသူမလည်းကတွေထိုးထားတဲ့ဘောပင်တွေကျွန်တော်လည်းသိတာပေါ့ cross တွေပါတွေပေါ့နော် CROS cross မလေး2သိန်းတို့3သိန်းတို့4သိန်းတို့ဒါတော့ကျွန်တော်သိတာပေါ့အကိုတထင်းဆိုတာဘလို့ဟာနဲ့ထိုးတာလေမှတ်ထားဒါမျိုးပြတော့မှထိတ်မှာတောင်တစိတ်ကလေးနဲ့ရန်ကုန်မှာလူတွေကအကင်များတာပေါ့ Mount Blanc MONT Mount ပြင်တက်တရားတောင်ပေါင်းရင်ယူဖြုတ်ထားတယ်ကလေးလေးတွေဒီမှာ9 6တန်းသမီးလေးတွေသိတယ်တောင်ပေါင်းရင် MOUNT Mount ပြင်တက်ကယူဖြုတ်တယ် MONT Mount နောက်ကသူတို့ပြင်တက်နိုင်ငံရဲ့နာမည်ကျော်တောင်နာမည်ပေါ့ BLANK Blanc ဆိုတော့ sorry BLNC Blanc ဆိုတော့ Mount Blanc အကိုအဲ့ဒီဘောပင်ဘယ်လောက်တန်တာလဲပြီးတော့မှဒါကျွန်တော်သားကင်တာအပေါ်စားဟာတဲ့10သိန်းနဲ့ဟာအပေါ်စား10သိန်းနဲ့ခင်ဗျားမှတ်ထားတဲ့ကုလသမဂ္ဂမှာလက်မှတ်ထိုးရင်အဲ့ဒီဘောပင်နဲ့ထိုးတာလေအကိုသူ့တဲ့ဈေးကြီးတာတွေရှိသေးလားအဲ့ဒါကတော့ဘောပင်ကောင်းရင်ကောင်းသလောက်ဒီမှာစိန်စီထားတယ်ဟဲ့ထိတ်ကဒီလိုနှိပ်တဲ့ဒီနေရာလေးမှာဒီထိတ်လေးပေါ့အဲ့ဒီစိန်ကောင်းရင်ကောင်းသလောက်ယတိကောင်းရင်ယတိများရင်များသလောက်စိန်အရေးသွေးကောင်းရင်ကောင်းသလောက်ပေါ့ဗျာဘောပင်ဈေးကတက်သွားတဲ့ခါကျတော့ကုသချူရဲ့တဲ့လွယ်လွယ်ပြောရင်သိန်းစိတ်သိန်း40သိန်း50သိန်း80သိန်း100အဲ့လိုတက်သွားတယ်မောင်းပလင်ကတတင်း2ယောက်တွေ့တော့ခါနိုင်ကြည့်ပြီးရင်အဲ့ဒါကိုကြည့်တယ်တဲ့ဒီကောင်ဘလို့အတန်းစားဘောပင်နဲ့လက်မှတ်ထိုးနေတယ်လေမောင်းပလင်သူကြည့်သိတယ်အားတင်စရာပဲအကိုရဲ့အကိုအင်ကြီးအထီးကဘောပင်ဘယ်လောက်တန်တယ်လဲလို့သိန်း80နှစ်ချောင်းထိုးထားတယ်အနီးတစ်ချောင်းအပြတစ်ချောင်းနည်းလေအဲ့လာလို့အိမ်နဲ့ချွတ်လို့ရလားမသိဘူးချွတ်ပြရသည်နော်အဲ့လာလို့နည်းလေပိတ်သက်ကိုမယူသေးတာမဟုတ်ပါဘူးတာချီလေးကိုအေးမဲ့ထင်းနေတာသိလားနော်နည်းနည်းရာသီဥတုကနှွေးနေတော့ချွတ်ပြရတယ်ကြားချွတ်ထားမလို့ရတယ်နော်ရတယ်နော်နော်အတိအကူရတယ်ကိုညီကိုတွေအဲ့တော့ကျွန်တော်ကမေးတယ်အကိုအေးဟိကဘောပင်တစ်ချောင်းကနှစ်ချောင်းဆိုတော့သိန်း80ဆိုတော့160ပေါ့လို့ရန်ကုန်မြို့မှာတိုက်ခန်းလေးတွေ150လောက်မပေးနိုင်လို့ငှားနေရတဲ့မိသားစုတွေအများကြီးဘဝတွေကအော်လို့အကိုအိတ်ထဲမှာချက်ထားတဲ့ဘောပင်နှစ်ချောင်းမှာဖြင့်တာမန်မိသားစုလေးတွေတိုက်ခန်းလေးတွေဗာလေးတွေနဲ့နေလို့ရတဲ့ဘဝပဲအကိုထပ်ပြောတထေးဖြစ်နီးတထေးဖြစ်ကြောင်းတက်သေးကနောက်ဘာလို့သေးလဲဆိုတော့အင်ကြီးကြည့်တယ်အင်ကြီးကော်လန်ဖြဲပြတော့ဒီမှာချုပ်ထားတဲ့ဓာတ်စိတ်ကဒန်ဟေး DUN ဒန် HIL ဟေးကျွန်တော်တို့ခလေးဘဝသိတာဗာသိလေမိကျစ်ဒန်ဟေးโอเคပေါ့လှတော့ချစ်စရာလေးတွေဂက်စမီကလေးတွေနော်စိကရက်ဒန်ဟေးဆေးတန်တောက်ဆေးဒန်ဟေးရှိုင်းကြီးဒန်ဟေးကိုမောင်းသားချိုးတသက်နဲ့တကူမနှစ်ကမှစပြဘူးတာအဖြူလေးအေးလို့ဘယ်လောက်တန်လဲကိုလက်နှစ်ချောင်းထောင်ပြနှစ်သိန်းထင်လို့ဒီကောင်တောသားကကျွန်တော်ဝတ်တဲ့အင်ကြီးကဒီအင်ကြီးကပွဲနေပွဲတဲ့ဝတ်တဲ့အင်ကြီးကဘယ်လောက်တန်မှာလဲဟင်တန်လှ1000ပေါ့12000ပေါ့ကိုပဲတာမဟုတ်ဘူးလက်ဆောင်ပေးတာတက်ကတူဆရာမလေးတွေကကိုချစ်လို့ခင်လို့ဝဲပေးကြလို့နော်ဝဲတဲ့အင်ကြီး1000လောက်တန်တဲ့ဟာအဲ့တော့ကျွန်တော်ကသူ့လက်နှချောင်းထောင်ပြတော့ဈေးအမြင့်ဆုံး2သိန်းထင်တာပေါ့တိုးတိုးလေးကပ်ပြောတယ်ခင်ဗျာတိတ်မပြောနဲ့ခင်ဗျာတောသားမှန်းသိသွားမယ်တုံညတလုံးထပ်တိုးတယ်မရဲတရဲမေးတော့မှသိန်း30လားဆိုတော့မှအေးတယ်ဟာဗမာပြည်မှာဖုံဖုံဒီမှာလည်းမိဘမဲ့ဂေဟာလေးတွေရှိတယ်ကလေးလေးတွေရှိကြတာပဲနော်ဖတ်တီနဲ့ဟိုဘက်ကန်းကိုသွားပြီးတော့လွတ်ကြတဲ့ဗမာပြည်ကရှမ်းလေးတွေလာဟုလေးတွေအခါလေးတွေထိုင်းဘက်သွားပြီးတော့ကျွန်တော်တို့တဝမ်းတစ်ခါရှာစားကြတာပေါ့ဖတ်တီနဲ့ရှိတယ်လို့ပဲဗမာပြည်မှာတလုံးကိုသိန်း900လောက်တန်တဲ့နိုင်ကိုပတ်သူရှိ၍တချောင်းကိုသိန်း100ခန့်တန်တဲ့ဘောပင်ကိုနှစ်ချောင်းလောက်ထည့်ထားသူရှိ၍တထဲကိုသိန်း30ခန့်တန်သောအင်ကြီးများကိုလည်းဝတ်ဆင်နေသူများရှိတယ်ဆိုတော့မှအားသင်လို့လူတစုကအဲ့လိုနေနိုင်တယ်ဆိုတော့မတင်မှတ်ဖဲနဲ့အဲ့လူတွေမှာပါတဲ့လူတယောက်ရဲ့အိမ်ကိုရောက်သွားတော့မှဝီစကီပလင်းတွေကိုနိုင်ရမှာထောင်ထားတာတန်း4တန်းဖြစ်တယ်
မှန်တကားတွေနဲ့ဆွဲတကားတွေရောကျိုးဆွဲတာပေါ့ရောပိတ်တို့ပိတ်တယ်ပေါ့ပြန်ဖွင့်ကြိုက်တဲ့ပလင်းချတောက်ကြစို့ဆိုတော့ကိုမမြင်ဘူးတဲ့ဒစိတ်တွေဖြစ်နေတယ်ကျွန်တော်တို့ဆရာချီဦးညိုတို့ကိုညီမင်းတို့သိတဲ့အမြင့်ဆုံးအရက်ကကျွန်တော်ခလေးဘွားမသိဘူးကျွန်တော်ဆရာချစ်တို့နဲ့ပေါင်းတော့မှကျွန်တော်မေးရဆရာချစ်ဒါဘာခေါ်လဲတာရှိပါဘလောက်တန်လဲ3,200လိုက်မှတာပေါ့ကိုယ့်ရဲ့ပညာဉာဏ်ကြီးလူကတော့အကုန်သိနေတာဒါတွေကဉာဏ်လေ့လာထားတာပေါ့ဗျာ तू ကနော်ဆရာချစ်ဒီရက်ဘာခေါ်တယ်လဲဟာဒါကဂျွန်နီဝါကခေါ်တယ်ဒါဘလက်လေးပဲညီလေးဒါရက်လေးပဲဒါ 0.75 ဒါ1လီတာဒါကဘလူးလေးပဲဒါဂိုးလေးပဲဒါ green လေးပဲစသည်ပေါ့ဒါတော့ raw နဲ့ပေါ့ကျွမ်းကျင်တဲ့ခါကျတော့ तू တန်းပြောနေတာပေါ့ raw နဲ့နော်လေ့လာထားတဲ့ခါကျတော့ကျွမ်းတာပေါ့ तू ကကြတော့ raw နဲ့ပြောချနေတာနော်တခါတည်းတိပိကဆရာတော်ဖျားတွေပိဋကသုံးဖို့တောက်လျှောက်ရွတ်တယ်လို့ပေါ့သူ့လိုက်တဲ့သူတွေကတော့ဒါနိုင်ပြီးသားတွေပေါ့နော်ဟုတ်တယ်ဒါလေးပဲကျွန်တော်သိတဲ့ကောင်ဆိုတော့တထင်းရောက်သွားတော့အဲ့ပလင်းနဲ့ထောင်ပြတော့တပလင်းမှမသိဘူးကိုဆိုင်းရေကဲကျွန်တော်ပြောပြစီတော့ဘာနာမည်မှမသိဘူးအဲ့တော့မှမေးရတယ်အကိုဒီပလင်းလေးကျွန်တော်ခဏကြည့်မယ်ခဏကြိုက်တောက်ချင်တာလေးချလိုက်တယ်ဒစိတ်ကြည့်ရတယ် David Hennessy ကျွန်တော်ကူရတယ်နော်တောသား DAVD David Hennessy တောက်ကိုလောက်တန်လာလဲတောက်ပြောပါတယ်တိတ်ပေါ်တဲ့ဒီရက်ကတိတ်စိတ်တယ်ဟာတောက်ပြောတယ်တိတ်စိတ်တယ်မသိမလားချတာနောက်တစ်လုံးလှမ်းယူအကိုဒီရက်ဘလောက်တန်လဲဒါကနည်းနည်းလေးဈေးမြင့်တယ်ပုတ်ပြီးအကောင်းတယ်စပို့ဖြစ်တယ်တောက်လို့ကောင်းတယ်တဲ့ Louis 13ကျွန်တော်ကူရပြန်ပြီ LEWIS Louis 13ကိုဘလောက်လဲတောက်ပြောပါတယ်38သိန်းဟာမသိမသာပြန်ချထားပြီးတော့ဗမာပြည်မှာဒိတ်ကျဲတောက်ပထိတ်တန်းတသေးဆိုတာဒီလိုနာယီနဲ့ဒီလိုဘောပင်နဲ့ဒီလိုရှမ်းကြီးနဲ့ဒီလိုဝီစကီနဲ့နေတာကမှတ်တာနားလေလားနည်းနည်းလေးပတ်စံလေးအစင်ပြေလို့ခင်ဗျားလဲထိုင်းဘိန်းဆိုင်ကယ်လေးနဲ့ဟင်းဆက်လှလေး50သိန်းတန်လေးနဲ့အဟုတ်ကြီးကိုထင်မနေနဲ့ထိတ်တန်းတသေးဆိုတာအဲ့လိုနေတာနားလေလားကျွန်တော်6ချားသွားတော့မှအိမ်လေးပါတွေနောက်ရင်းနှီးသွားတော့မှသားသမီးတွေပညာသင်တာနှမ်းကြည့်တော့မှရန်ကုန်မြို့မှာဖွင့်ထားတဲ့ထိတ်တန်းကျောင်းတွေတက်တဲ့မိသားစုတွေဖြစ်တော့ခလေးကိုမသိမသာမေးရတယ်တစ်လောက်ကို330ကျတယ်ဆရာရဲ့ international နာမည်တက်ထားတဲ့ကျောင်းတွေဖြစ်နေတော့မသိမသာချောင်းကြီးတော့ရေကူးခံကြီးတွေနဲ့ဟမ်ဘောလုံးကွင်းကြီးတွေနဲ့စန်းလျာဆရာနဲ့ပကြီးဆရာနဲ့ဘတ်စကတ်ဘောတင်တဲ့လူနဲ့ဘက်ပေါင်းစုံကသူတို့သားများသမီးများကိုဖွင့်မျိုးတိုးတက်အောင်ယူပဗေဒဓာတုဗေဒသင်္ချာအားလုံးကိုဘိုးလိုတင်ပြီးတော့မှဘောလုံးကလည်းတိုးရမယ်ယောက်ျားမှန်ဘတ်စကတ်ဘောတက်မယ်ရေကူးထက်မယ်စန်းလျာတက်မယ်စသည်ဖြင့်လူတယောက်မှလွတ်တဲ့အချက်တွေကိုသင်ပေးတဲ့ကျောင်းကိုရန်ကုန်မြို့လေကောင်ကကျွန်တော်နာမည်မဖော်ပြလို့တော့ရက်ွက်ကြီးမှာသွားကြည့်ပြီးတော့ဟာအားချလူမောင်သားချိုးကကိုသားကိုသမီးကိုထားကျင်လိုက်တာတလား330ဆိုတော့ကျွန်တော်အိမ်ရောင်းပြီးထားရင်တစ်နှစ်ထားရင်တော့ထားလို့ရမှာပေါ့ဟင်ကျွန်တော်အိမ်ကတန်ခါ3,500ဆိုတော့တစ်နှစ်ထားပြီးရင်ကျွန်တော်လမ်းဘေးမှာနေပေါ့ဆိုတော့တစ်နှစ်နဲ့မပြီးဘူးကိုဆိုင်းရဲ့10နှစ်သင်ရမယ်10တန်းဆိုတော့တလားကို330ဆိုတော့10လမှာ300ဆိုတော့10နှစ်ဆိုတော့3,300မပြီးဘူးဆရာတဲ့3,500လောက်မှလောက်မှကျွန်တော်တို့ကလေးတွေကမူလာတန်းချိုမူချိုမွေးတွေကပေါက်စာလေးတွေကကင်တာဂါဒန်တွေကစထားလာတာတဲ့ဒါကြောင့်10တန်းအောင်ပြီးတဲ့အခါ3,500လောက်ကုန်မယ်သူတို့အောင်တဲ့10လမ်းအောင်လမ်းမပြီးဗမာပြည်က10တန်းမဟုတ်အင်္ဂလန်ကတက်ရိုက်စစ်ဆေးတဲ့ GCE A level ခေါ်တာပေါ့အိုတော်မဟုတ်ဘူးနော်ကဘာ10တန်းပေါ့ဗျာဒါဟိုနားဝင်ပြောလိုက်တာကျွန်တော်ကဘာ10တန်းပေါ့အဲ့ဒီ10တန်းအောင်ပြီးရင်ဘယ်တက်ကတူတက်တယ်ရတယ်အမေရိကန်နိုင်ငံကဟာဗတ်တက်ကတူတက်မလားဟင်ကွင်းစလန်ကိုတက်မလားအီလီနိုစ်မှာတက်မလားဘာမှတက်မလဲခင်ဗျားတို့ကဟင်အင်္ဂလန်သွားပြီးဒေါ်စုတက်ခဲ့တဲ့အောက်ဆွန်မှာတက်မှာလားယင်းမှာတက်မှာလားကိန်းဘရစ်မှာတက်မှာလားတိုက်တဲ့အကြောင်းကိုတက်လို့ရတဲ့လက်မှတ်ကိုဗမာပြည်မြို့လေကောင်ကတထေးတစုကသူ့သားသမီးတွေကို3,500ပဲကြပါတယ်ဗျာကျွန်တော်ကလေးတွေအကုန်တက်တာ4ယောက်ရှိတာကြလှ3,000ဆိုပြီးထားတဲ့ဟောက်ကြည့်တော့ကျွန်တော်တို့ဆင်းလိုက်တာကျွန်တော်တို့ကစက်သားဟင်းလေးနဲ့နတ်မှောင်စားရပြီးတော့မှအဲ့ထဲမှာဟင်းဖုံးအဆုပ်သေးနဲ့ကိုင်းရင်ကိုဟုတ်ထင်နေတဲ့ကောင်တွေကဟာလောက6ချားเสียပါလားဒါကြောင့်ခြုံပြောရင်ကျွန်တော်တို့ဆင်းရတယ်ဒါပဲတထေးဆိုတာအဲ့လိုနေတဲ့လူတစုကိုခေါ်တာဒါကြောင့်ကျွန်တော်ဒီကောင်းစဉ်ပေးထားတာဒေါ်စုပြောပြီးသားဒီဇင်ဘာလ9ရက်နေ့မကွေးမှာပြောတာမြတ်တလွန်ဖေရဒီဇင်ဘာ10ရက်နေ့စကားပြောနေမှားသွားတယ်ဒီဇင်ဘာ9ရက်နေ့မနေ့7နာရီမှာမကွေးပြည်သူလူထုကိုမကွေးမြတ်တလွန်ဖေရပေါ်မှာတက်ပြီးတော့မှဗိုလ်ချုပ်အောင်ဆန်းသမီးလေးကမိကုန်းပြောလိုက်တာကောင်းလိုက်တာဒေါ်အောင်ဆန်းစုကြည်မကွေးမြတ်တလွန်ဖေရပေါ်ကလူထုမိကုန်း public talk ကျမတို့တိုင်းပြည်ဟာနိုင်ငံကချမ်းသာတယ်ဗရမ ्या ထွက်တာကိုကြောက်စိမ့်ထွက်တာကိုကျွန်းတစ်ထွက်တာကိုဓာတ်ငွေထွက်တာကိုတစ်ပင်တွေပေါက်တာကိုကျမတို့နိုင်ငံဟာတိုင်းပြည်ကချမ်းသာတယ်သို့တော့ပြည်သူလူထုအများစုကဆင်းရဲတယ်။ဘာကြောင့်လဲလို့ကျမပြောလိုက်မယ်မကွေးသားတွေကိုမင်းကုန်းတိတ်ကောင်းတယ်နော်။
အများစုဆင်းရဲနွမ်းပါပြီးတော့မှဒုက္ခရောက်နေခြင်းဒီတဲ့တိုင်းပြည်မှာရှိနေတဲ့လူတစုကတိုင်းပြည်ရဲ့သဘာဝပြန်စာတများနဲ့ဘိုးဘွားအမွေနှစ်များကိုချဲလေပြီးလူဘာဝနေလို့တော်စုပြောကျွန်တော်ပြောတာမဟုတ်ဘူးဂျာနယ်တွေမှာပါလာတော့ကျွန်တော်လိုက်ကူးရတာကြိုက်လိုက်တာတာရှိလေးကစာပေချစ်သူတွေမယုံကြည်ဘူးဆိုရင်ဖြင့်စိန်ခေါ်ပွဲလေးပါတယ်မောင်သားသူကစကားပြောစိန်လေးနဲ့ခေါ်တယ်2012ခုနှစ်ဒီဇင်ဘာလ9ရက်နေ့နောက်ပိုင်းမှာထွက်တဲ့10ရက်အတွင်းမှာထွက်သောဂျာနယ်တွေကိုအမတို့ရန်ရှာလိုက်7 days weekly 11 the voice true news messenger reporter ပြည်သူခေမပါရင်မောင်သားချိုးဇက်ဖြတ်ခံသွားတယ်ဒီအသက်ဒီရွယ်နဲ့မဟုတ်ကဟုတ်ကကိုပလီပလာပြောတယ်ဘာမှမရှိကျွန်တော်မှမိသားစုကဂျာနယ်တွေဖတ်တဲ့အခါကျတော့ကျွန်တော်ညင်းတာတာဘာလာစာအုပ်မှာကျွန်တော်လိုက်ကူးထားတယ်ကျွန်တော်ဒါတက်သေးခံဆိုပြီးတော့ကောင်းမင်းကုန်းကောင်းလို့ဒေါ်ဆန်းစုကြည်တဲ့အညာတို့ရောက်ရှိမကွေးမျိုးရောက်ရှိဘာညာပေါ့ဗျာဒီသမလာကွေးနေမင်းကုန်းပြောဟာဘာဒီပြောပါလိမ့်ပေါ့ခုနကလေးတွေ့တယ်ကျွန်တော်ကူးရတာပေါ့နိုင်ငံဖြစ်အလွန်ချမ်းသာပါတယ်သို့တော်ပြည်သူလူထုအများစုကဆင်းရဲတယ်အများစုပြောတာနော်ဟိုငားတယ်မပါဘူးအဲ့လိုဖျက်ခြင်းအကြောင်းရင်းကတော့လူတစုကတိုင်းပြည်ရဲ့ပြန်စားတာများကိုချဲလဲနေလို့ကောင်းတော့လိုင်းထားတယ်ကျွန်တော်ကကူးတယ်ကျွန်တော်ကောင်းလိုက်တာကျွန်တော်ပြောတာမဟုတ်ဘူးနော်သူပြောတာဆက်ဖက်တယ်ကျွန်မမေးလိုက်ချင်တယ်အဲ့ဒီလူတွေကိုတဲ့အဲ့လူတစုကိုပြောနေတာမေးလိုက်ချင်တယ်တဲ့ဘယ်လိုမိတွေဖတွေကမွေးလာကြတဲ့ကောင်တွေလဲတဲ့ဟာကောင်းတယ်ဟာလို့လိုက်တာမြင်တာကျွန်တော်ကူးတယ်ကျွန်တော်ကောင်းတယ်ဟာလို့ကောင်းလိုက်တာကွာလို့ကျွန်တော်ပြောတာမဟုတ်ဘူးဒေါ်စုပြောတာလိုက်ကူနောက်50ခုဆက်ဖက်အမိမှတခါတွေ့တယ်နော်ကျွန်မမေးလိုက်ချင်နေတယ်တဲ့အဲ့ဒီလူဒန်းစားကိုသူတို့မိတွေဖတွေကငငယ်တုန်းကမဆုံးမခဲ့ကြဘူးလားတဲ့အတိတ်ကတော့မင်းမဆုံးမဖမဆုံးမကောင်တွေပြောတဲ့သဘောပဲကောင်းတယ်ဟာလို့သဘောကျလို့ဂျာနယ်တွေဖက်ပြီးတော့လိုင်းနေတာဘလတ်စာအုပ်ကူအမှန်တကယ်လဲကျွန်တော်တို့အလွန်အများစုကဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲအလွန်တရာဆင်းရဲပါတယ်တာရှိလိတ်သည်မလှမ်းမကမ်းမှာဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံနဲ့ကျွန်တော်တို့ကတ်နေတဲ့နိုင်ငံတစ်ခုပါအာဆီယံ10နိုင်ငံမှာကျွန်တော်တို့ကနောက်ဆုံး30ပါအမေရိကန်တွေဘာတွေဝေးတယ်အီတလီတွေဘာတွေဖယ်ထားလိုက်အောင်ဆွစ်ဇာလန်တွေဒိန်းမတ်တွေနယ်သာလန်တွေနော်ဝေတွေဖယ်ထားလိုက်အောင်အာဆီယံ10နိုင်ငံကိုကြည့်လိုက်တော့ကျေးပုံသတင်းစာမှာကျွန်တော်ဖတ်လိုက်တော့နံပါတ်1ထိပ်တန်းဝင်ငွေရှိတဲ့နိုင်ငံကဘရူနိုင်းနဲ့ကျွန်တော်စင်ကာပူထင်းနေတာဘရူနိုင်းနံပါတ်1တဲ့ယောက်ျားတစ်ယောက်ရဲ့ဝင်ငွေကတစ်နှစ်မှာအမေရိကန်ဒေါ်လာ9000ကျော်တယ်တိကျပြောမယ်ဆိုရင်9000နဲ့9000နဲ့900များလိုက်တာဒေါ်လာဒုတိယကြည့်တော့မလေးရှားတဲ့ဒေါ်လာ4000ကျော်တယ်ယောက်ျားတစ်ယောက်ကတစ်နှစ်ပတ်လုံးဝင်ငွေလူစိနော်အလဲတွေမကြည့်ဘူးကျွန်တော်30ဘရူပါလိမ့်ပေါ့ဘရူနိုင်းလားဟော sorry လာအိုလားပေါ့ဗီယက်နမ်လားပေါ့ကမ္ဘောဒီးယားလားပေါ့ရောဆိုကြည့်တယ်30တဲ့ကြီးတိုးတယ်မြန်မာတဲ့ရွာလဲတော့တယ်ကိန်းကနန်းလေးကိုစိတ်ဝင်စားလို့နည်းနည်းဖတ်ကြည့်တယ်တိတ်မကွာပါဘူး1048ဒေါ်လာသမီးလေးတို့ဒီမှာလွေဂျုံလေးတွေပါနေတယ်နော်10တန်း9တန်း10တန်းလေးတွေစတော်တဲ့ကလေးလေးတွေနော်အနာဂတ်မှာတောက်ပါမယ်ကသမီးလေးတွေကြည့်လိုက်တို့ကလည်းသားတွေသမီးတွေနဲ့ဆိုတော့ချက်တည်းရှိလိုက်တာလို့စတော်တဲ့ကလေးသိချစ်တာလူဆိုတာစတော်မလေးတော်စုစတော်တယ်လေသက်စင်ရှင်နာဝကညီမလေးရင်းလက်စတော်တယ်လေအမေရိကန်နိုင်ငံရဲ့ဝန်ကြီးဟီလာရီကလင်တန်စတော်တယ်လေညီသမီးတို့ကလေသူကစတော်မှာပေါ့စတော်တဲ့လူကောင်းတာပေါ့တွက်ကြည့်ပေါ့ဘယ်လောက်กว่าလဲဆိုတာသမီးတို့ဘရူနိုင်းကတစ်နှစ်ကို9000နဲ့တို့ကြီးက1000ဆိုတော့အစပေါင်းသိမ့်မကွာဘူးလုံးဘူးလားဟင်သူ9000ကို3000မောင်သားရှုကျင်းနေတာပေါ့သူ9000ကို2000ကျင်းနေသေးတယ်9000နဲ့1000ကျော်ဆိုတော့ကျွန်တော်တို့ level ကတားကွာသွားတဲ့အခါကျတော့ကျွန်တော်တို့ကစဉ်းစားနိုင်ငံဖြစ်နေကဘာသတ်မှတ်ထားတယ်အင်္ဂလိပ်လိုခေါ်တယ်မဟုတ်လား LDC ဟင်သမီးတို့ lease lease အနေဆုံး DVLOPD develop ဖွံ့ဖြိုးတိုးတက်မှု lease develop နောက်က C ကတော့လူတိုင်းသိတယ် country ပေါ့သမီးရဲ့ငါးတန်းကလေးတွေသိတယ်ဟာပေါ့အရှေ့ကောက်ခေါ်လိုက်တဲ့ခါကျတော့ lease develop country အတူကောက်ခေါ်တော့ LDC ဖွံ့ဖြိုးတိုးတက်မှုအစောက်ပြတ်ဆုံးနိုင်ငံရဲ့လို့တကဘာလုံးကတို့ကိုနာမည်ပေးထားတဲ့အတွက်ကျွန်တော်ပြောတဲ့စကားဒီမလွန်ဘူးစီးရဲနေကျွန်တော်တို့ဘုရားဆန်သမီးလေးပြောတာမလွန်ဘူးစီးရဲနေတာမှန်တယ်ကျွန်တော်တို့လူတစုကိုတော့ဖယ်ထားလိုက်ပေါ့တဲ့ဒါ900ဒီဒါ100ဒီဒါ20ဒီဘာတွေကိုခဏဖယ်ထားမယ်ဆိုရင်တော့အားလုံးကိုခြုံကြည့်ရင်ကျွန်တော်တို့စီးရဲနေဒါကြောင့်ကျွန်တော်ကခေါင်းစဉ်လေးပြလိုက်တာစီးရဲခြင်းလွတ်ကင်းအောင်ငွေကြေးစီးရဲတာပေါ့เนาะကျွန်တော်တို့ငွေကြေးအလွန်စီးရဲတယ်သို့တော့တခုပြောချင်တယ်အနောက်တိုင်းသားများကကျွန်တော်တို့ပြောတာကဆရာဥသာချိုခင်ဗျားတို့တိုင်းပြည်စီးရဲနေတာပတ်စံတခုတည်းမဟုတ်ဘူးတဲ့ပိုကောင်းသွားပြီနော်ခင်ဗျားတို့တိုင်းပြည်ရဲ့စနစ်ကလေးတွေဗာလေးတွေပြန်ပြင်လိုက်မယ်ဆိုရင်ဖြင့်
အစိုးရကောင်းကောင်းနဲ့ပြန်လဲမောင်းနေမယ်ဆိုရင်ပြည်သူလူထုဘဝတိုးတက်သွားနိုင်တယ်ကဘာလာတဲ့အကူအညီတွေပါ